မြန်မာနိုင်ငံမှာအရက်နဲ့ရေမျိုးသက်ဝင်ပစ္စည်းတွေကိုအများပြည်သူသုံးစွဲမှုစနစ်ကျဖို့ဆိုပြီးနှစ်တရာကျော်နေပြီဖြစ်တဲ့ရေမျိုးဥပဒေကိုဖျက်သိမ်းကဥပဒေသစ်ကိုစစ်ကောင်းဆောင်ကမတ်လ9ရက်နေ့မှာပြဋ္ဌာန်းလိုက်ပါတယ်။ရေမျိုးဥပဒေမှာအခန်း18ခန်းနဲ့ပုံမှန်69ခုပါဝင်ပါတယ်။အခန်း16ပုံမှန်68မှာသာသနာဝန်ထမ်းစိတ်ပေါ်သူအသက်18နှစ်မပြည့်သူတွေကိုအရက်ရောင်းချခြင်းပေးကမ်းခြင်းမပြုလုပ်ရလို့တားမြစ်ထားပါတယ်။ဖောက်ဖျက်ကျူးလွန်လို့ပြစ်မှုထင်ရှားရင်တော့6လထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေအနည်းဆုံးကျပ်သိန်း20မှအများဆုံးကျပ်သိန်း50စီငွေဒဏ်ဖြစ်စေချမှတ်ရမယ်လို့ပါရှိပါတယ်။အခန်း16ပုံမှန်69မှာတော့မည်သူများအရက်သို့မဟုတ်ရေမျိုးအသက်ဝင်ပစ္စည်းတွေကိုအလိုလျောက်ရောင်းဆက်ပင်ရောင်းချခြင်းတောက်သုံးမြင့်အများပြည်သူကိုအွန်လိုင်းစနစ်နဲ့ရောင်းချခြင်းကြော်ညာဆိုင်ဖို့ထောင်ခြင်းကြော်ညာချိတ်ဆွဲခြင်းကြော်ညာလက်ကမ်းစာရွက်ဝေငှခြင်းအယောင်မြင့်တက်စေရန်ပုံမှန်ဈေးနှုန်းနဲ့လျှော့ချခြင်းနမူနာပေးကမ်းခြင်းကန်ဆန်းမဲ့အစီအစဉ်တွေပြုလုပ်ခြင်းတို့မပြုလုပ်ရန်တားမြစ်ထားပါတယ်။ဖောက်ဖျက်ကျူးလွန်လို့ပြစ်မှုထင်ရှားရင်တော့6လထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေအနည်းဆုံးကျပ်သိန်း100မှအများဆုံးကျပ်သိန်း300အထိငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်ရမယ်လို့ပါဝင်ပါတယ်။အခန်း16ပုံမှန်80မှာတော့ရေမျိုးလိုင်စင်ရရှိထားသူမှတပါးပုံမှန်35အရသတ်မှတ်ထားတဲ့အရေးအတွက်ထက်မပိုတဲ့အရက်ကိုလက်ဝယ်ထားခြင်းမပြုရဘူးလို့ပါဝင်ပါတယ်။ဖောက်ဖျက်ကျူးလွန်လို့ပြစ်မှုထင်ရှားရင်တော့3လထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေအနည်းဆုံးကျပ်သိန်း20မှအများဆုံးကျပ်သိန်း50အထိငွေဒဏ်ဖြစ်စေဒဏ်2ရက်လုံးဖြစ်စေချမှတ်ရမယ်လို့ပါဝင်ပါတယ်။ပြဋ္ဌာန်းလိုက်တဲ့ရေမျိုးဥပဒေအရရေမျိုးနဲ့သက်ဆိုင်တဲ့ထုတ်လုပ်ခြင်းတန်မိုးမြင့်ထုတ်ကုန်ဖြစ်ထုတ်လုပ်ခြင်းပလင်းသွတ်ခြင်းဖြန့်ဖြူးရောင်းချခြင်းတွေကိုလုပ်ငန်းများအတွက်လိုင်စင်လျှောက်ထားရမယ်ဆိုတဲ့အချက်တွေလည်းပါဝင်ပါတယ်။ယခင်က The Myanmar Excise Act 1919ကိုယခုပြဋ္ဌာန်းလိုက်တဲ့ရေမျိုးဥပဒေကရုပ်သိမ်းလိုက်ကြောင်းလည်းပြဋ္ဌာန်းချက်မှာပါရှိပါတယ်။ Burma Voice Media ပါ